Okay ပါကျွန်တော် Chelsea တင်းကိုအားပေးနေကြတဲ့ Blind Chelsea ချင်းကြီးကိုပရိသတ်တွေ CPTV YouTube Channel ကပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့နှုတ်ဆက်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Newcastle တင်းနဲ့ Chelsea တင်းတို့ရဲ့ရှင်ပြိုင်မှုပွဲစဉ်ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ပွဲပြီးဆုံးတဲ့ချိန်မှာတော့တစ်ဖက်ကို2 goal စီနဲ့တေရလက်ထွက်ပေါ်ခဲ့ပြီးတော့ဂျင်းနဲ့ခဲ့ရတာပါ Newcastle ရဲ့အိမ်ဝင်ဖြစ်တဲ့ St James Park မှာ Chelsea တင်းတွေနဲ့တွားရောက်ရှင်ပြိုင်ကစားတာဖြစ်တယ်ဆိုတော့ဒီဘက် Chelsea ဒီဘက် Newcastle ဆိုတာကတော့ဘာပဲပြောပြောကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုတွေဆိုလို့ရှိရင်ကြည်ကောင်းတဲ့ပွဲစဉ်တွေလည်းဖြစ်တယ်လို့ Newcastle အနေနဲ့လည်းအခုချိန်မှာတကယ်ကိုစောင့်ကြည့်ရမယ့်အသင်းအသင်းကြီးဖြစ်အောင်လားဒီစောင့်နေတဲ့အသင်းအသင်းဖြစ်တာနဲ့အညီဒီပွဲစဉ်ကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုတော့ရရှိခဲ့တာအမှန်ပဲဖြစ်ပါတယ်ဆိုတော့ Chelsea တင်းကလည်းဂျားထဲမှာ Cardiff နဲ့တွေ့တဲ့အချိန်မှာရလက်ကောင်းတွေကိုဖော်ဆောင်ထားသလိုအဲ့ဒီနေ့ကပြသခဲ့တဲ့ performance တွေအရစားသမားတွေရဲ့ mentality improvement တွေအများကြီးရှိနေမယ်လို့ပရိသတ်တွေကမျှော်လင့်ခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲ Premier League မှာတော့ Chelsea အသင်းတွေနဲ့ဒါ Everton ကိုနိုင်ထားတယ်ဆိုပေမဲ့ရှေ့ကပွဲစဉ်တွေမှာဆိုလို့ရှိရင်ပရိသတ်တွေရဲ့ဒါမှန်ချက်နဲ့နှံ့ထွက်ကတော့တိတ်မကြိုက်တဲ့အနေအထားမျိုးတွေကိုလည်းကြုံနေရတဲ့အသင်းအသင်းဖြစ်တယ်။ဆိုတော့ဒီပွဲစဉ်မှာလည်း2-2ဒါဒုတိယပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ပြန်ပြီးတော့အားတက်စရာတွေရှိတယ်ဆိုပေမဲ့ Chelsea ပရိသတ်တယောက်အနေနဲ့ကတော့ဒါတေရလက်ဆိုတာအရန်ကြီးတော့ကျွန်တော်မပြောတဲ့ရလက်လို့ပဲရိုးသားစွာဝန်ခံပြရစီဆိုတော့ပထမပိုင်းမှာ Chelsea အသင်းကဒါကျွန်တော်တို့တော်တော်လေးမျောလင်းချက်မဲ့တယ်လို့တော့မှကျွန်တော်ရဲ့တူးတဲ့အမြင်ကတော့သုံးသက်ချင်တယ် Newcastle ကပွဲစပြီး4မိနစ်မှာပဲဒါကျွန်တော်တို့ပထမဆုံးဦးဆောင်ကိုအဖွင့်ကိုသူတို့ဘက်ကရယူသွားခဲ့တာဖြစ်တယ်သူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ဒါ Woodmake ဆိုလို့ရှိရင်တော်လေးကိုမှထောင်တိုက်စစ်မှုပြီးသားတဲ့တိုက်စစ်မှုတူပေါ့နော်မဖြစ်မနေချီးကျူးရမယ့်ကစားသမားတယောက်ပါအထူးသဖြင့်ပြေးထွက်သွားတဲ့ကိစ္စတွေမှာဆိုလို့ရှိရင် Chelsea တင်းရဲ့ခန်းစစ်ကစားသမားတွေအနေနဲ့ကောင်းကောင်း dominate မလုပ်နိုင်ဘူး control မလုပ်နိုင်တဲ့ခြားမျိုးမှာရှိတယ်ချာလာဘာကလည်း slip ဖြစ်သွားတဲ့အနေအထားမျိုးတွေကလည်းတော်တော်လေးပေါ့နော်နားလည်ရမှာဖြစ်ပေမဲ့လည်းလက်ခံဖို့အတွက်ခက်ခဲတဲ့အနေအထားမျိုးတွေဖြစ်တယ်ပထမပိုင်းတစ်ပိုင်းလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Newcastle ကရိုးရိုးရှင်းရှင်းပုံစံမျိုးနဲ့ပဲ Chelsea တင်းကိုတောက်လျှောက်ဖိအားပေးနေခဲ့တာကိုပရိသတ်တွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်တောင်ပန်တွေကနေဆွဲတက်လာမယ်ပေါက်စတဲကိုရိုက်ထည့်မယ်ဒီလိုပုံစံနဲ့ပဲတောက်လျှောက်ဆိုသလိုChelsea တင်းကိုအဲ့ဒီ House ရဲ့ Newcastle United တင်းကဖိအားပေးခဲ့တယ်ဖိအားပေးမှုတိုင်းမှာလည်းတော်တော်လေးထိရောက်မှုရှိခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် Robert Sanchez ရဲ့ဒါနောက်ပိုင်းပွဲစဉ်မှာပြသနေတဲ့လက်စွမ်းတွေအချို့ကြောင့်သာလေကျွန်တော်တို့တချို့သောအလုံးတွေမှာတက်တာရခဲ့တယ်လို့တော့မှကျွန်တော်တို့ပြောလို့ရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးတော့ခန်းစစ်ကအားနည်းချက်တွေလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်မိနစ်20လောက်ရောက်မှာပဲထပ်ပြီးတော့ဒုတိယဥဆောင်ကိုထပ်ခွင့်ပြုလိုက်ရတယ်အဲ့ဒီအချိန်ထိကို Chelsea တင်းရဲ့ performance ဘိုင်းကလုံးဝကိုဒါကျွန်တော်အတွက်တော့မျှော်လင့်ချက်မဲ့နေတဲ့အခြားမျိုးမှာရှိတယ်အထူးသဖြင့်တိုက်စစ်မှာကစားနေတဲ့ကစားသမားတွေရဲ့ခြေစွမ်းကထင်းသလောက်ကြီးကျွန်တော်တို့ပေါ်မနေခဲ့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့တယ်ဘယ်ချမ်းကကာနာချိုဆိုလို့ရှိရင်လည်းဒါတစ်ဖက်က Willy ပေါ့နော် Lewis Willy ဆိုတဲ့ကစားသမားလေးဒီကစားသမားလေးဆိုရင်အခုမှNewcastle ရဲ့ဒါ19နှစ်ရွယ်ကစားသမားလေးပဲရှိသေးတယ်ပြီးတော့သူကကွင်းလယ်ကစားသမားမဟုတ်ဘူးဗျsorry ကျွန်တော်တို့ side back ကစားသမားမဟုတ်ကွင်းလယ်ကစားသမားပေါ့နော်ဒါပေမဲ့သူ right back အနေနဲ့လည်းကစားနိုင်တဲ့အတွက်သူကစားတယ်ဒါပေမဲ့အဲ့ဒီကစားသမားကိုကြော်ဖို့အတွက်တောင်မှကာနာချိုအနေနဲ့တိုင်ပတ်နေတဲ့အပိုင်းတွေကတော့နည်းနည်းလေးကျွန်တော်တို့အားမလို့အားမရဖြစ်မိတယ်ပတ်ဒရိုနက်ဒရိုအနေနဲ့ကလည်း under performance လို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဖော်မာအနေနဲ့လည်းတရားခိုင်တော့ full fit ဖြစ်ပြီးတော့ပြန်လာတဲ့အနေအထားတစ်ရက်မှာနည်းနည်းလေးတော့သူလည်းကျန်တဲ့ကစားသမားတွေကခြေမပေါ်တဲ့အခါမျိုးမှာ struggle လုပ်နေရတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့တွေ့ခဲ့ရတာပဲဖြစ်တယ်။ကိုင်စီရိုဘာတို့ကတော့ထောက်လျှောက်ဆိုသလိုရုံးနှုံကောင်းကောင်းနဲ့တော့ကစားတယ်။ဒီနောက်ပိုင်းမှာကျွန်တော်တို့ရဲ့နီးပြသူ Maresca ကလည်းကွင်းလယ်မှာ rechain ကိုတော်တော်လေးသဘောကျနေတဲ့ပုံတော့ရတယ်။ Ansu Fernandez ကိုတော့မှခောက်ထားလိုက်ပြီးတော့ rechain နဲ့ကိုင်စီရိုတို့ထိုင်ခိုင်းလာတဲ့အနေအထားတွေကိုကျွန်တော်အနေနဲ့တွေ့ရတာပေါ့နော်။ဆိုတော့ပထမပိုင်းကို overall ခြုံကြည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးကိုမှကျွန်တော်တို့အနေနဲ့မျှော်လင့်ချက်မဲခဲ့တဲ့မိနစ်တွေကိုကျွန်တော်တို့ဖြတ်တန်းခဲ့ရတာလို့ပဲပြောလို့ရတယ်ပေါ့နော်။ Okay ဆိုတော့ဒုတိယပိုင်းပြန်စားတဲ့အချိန်ပေါ့နော်။ဒါကတော့တော်လေးကျွန်တော်တို့game plan လဲချိန်လိုက်တာလဲဖြစ်နိုင်တယ်လို့ကစားသမားတွေကိုအဝစ်လဲကန်းထဲမှာစိတ်သက်ခွန်အားရအပြောင်းလဲတွေတော့ပြုလုပ်ခဲ့သလားပေါ့နော်။ဒါကတော့ကျွန်တော်တို့တွေးမိတဲ့အပိုင်းတွေဖြစ်တယ်။ဒုတိယပိုင်းမှာတော့ Chelsea အသင်းအနေနဲ့ပြန်ပြီးတော့ပွဲပေါ်မှာဖြည်းဖြည်းချင်းစိုးမိုးလာတယ်။ကျွန်တော်တို့ပြန်ပြီးတော့ formation ကိုလည်း better လုပ်တဲ့နေရာမှာ
တော်တော်လေးသူတို့လိုချင်တဲ့ပုံစံအတိုင်းပြန်ပြီးတော့ရရှိလာတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးမှာကျွန်တော်တို့မဖြစ်မနေချီးကျူးရမယ့်ကောင်းဆောင်ကြီး regain ပေါ့နော်ကျွန်တော်တို့ဒါ free kick ကနေတဆင့်အဲ့ရှိမှလည်း Chelsea တင်းနေနဲ့ဖိအားပေးမှုတွေတော့လုပ်တယ်သို့တော်လည်းပဲလိုအပ်ချက်တွေရှိနေတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒီ free kick ရတဲ့အချိန်မှာ regain ကလှလှပပပဲကန်သွင်းသွားတာဖြစ်တယ်တော်တော်လေးအစင်တန်းမြင့်တဲ့ free kick တစ်လုံးလို့ကျွန်တော်ကတော့မြင်ပါတယ်တော်တော်လေးတည်တည်တက်တက်လေးပါတော်တော်တည်တက်ပါတယ်အရှိကလူတိုင်းကိုလည်းကြော်တယ်ပြီးတော့လုံးဝဒါ direction ကလည်းကိုသမားအနေနဲ့ခမရခတ်တယ်ဖန်ရခတ်တယ်ဆိုတဲ့အနေထားတစ်ရက်ကိုတွားပြီးတော့သူ့ရဲ့ free kick တော်လေးကောင်းခဲ့တယ်အဲ့ဒီသွင်းကိုကဆိုလို့ရှိရင်လည်းအများကြီး Chelsea တင်းရဲ့ကစားသမားတွေအပေါ်မှာ impact ဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်လဲချီကျူးရမယ့် player ပါ regain ဟာအခုချိန်ထိဒါကွင်းလယ်မှာလည်းခြေစွမ်းပြကစားနိုင်တဲ့ကစားသမားဖြစ်တယ်လို့အခုလိုမျိုးအသင်းကလိုအပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးသူလှုပ်ဆောင်ပေးနိုင်တာကချီကျူးရမယ့်မဖြစ်မနေချီကျူးရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်အဓိကချီကျူးချင်တာ Robert Sanchez regain တို့ကထိတ်ဆုံးမှာရှိပါတယ်ကိုင်စီဒိုလည်းကောင်းတယ်သို့တော့ကိုင်စီဒိုအနေနဲ့အသင်းတို့အရန်ပေးဆက်တာမှန်တယ်ဒါပေမဲ့သူ့ရဲ့အရန် aggressive ဖြစ်တဲ့ပုံစံကတချို့သောအချိန်တွေမှာမလိုအပ်ဘဲနဲ့ကတ်တွေရသွားနိုင်တဲ့အနေအထားမျိုးတွေကိုတော့ကစားသမားတွေနဲ့ရှောင်ကျဉ်တဲ့နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာပြင်းထန်တာနဲ့ discipline တွေကိုချိုးဖောက်တာနဲ့ကတော့နည်းနည်းလေးမတူဘူးလို့ပဲကျွန်တော်တို့ဒီနေရာမှာသုံးသပ်ချင်တယ်ဒီအချက်ကိုတော့နောက်ပိုင်းပွဲစဉ်တွေမှာကိုင်စီလိုမှမဟုတ်ဘူးကျန်တဲ့ကစားသမားတွေအနေနဲ့လည်းဒါကိုတော့တည်ထားသင့်တယ်ပေါ့နော်ကိုက aggressive ဖြစ်တဲ့အသင်းပေါ်မှာအရန်ပေးဆက်လို့တယ်ဆိုတော့ကောင်းနေဆိုပေမဲ့ဟိုတရားလက်လွန်စီးမြင်စည်းကမ်းတွေကိုကြော်ပြီးတော့ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့အသင်းကိုပြန်ကြည့်ရမယ်ပေါ့နော်အသင်းကိုပြန်ငှဲ့ရကိုစိတ်ကြိုက်ကြီးအရင်ကိုစိတ်ထဲရှိတဲ့အတိုင်းအရင်လှုပ်လို့မရအောင်ဆိုတဲ့အပိုင်းတွေတော့ထောက်ပြချင်တာပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့အတွက်ဒုတိယခြေပါကိုတော့ယာအိုဘတ်ထရိုကရလာတဲ့အခွင့်အရေးကိုတော်တော်လေးအဲ့ဒီလုံးလေးဆိုလို့ရှိရင်လည်းလှလှပပလေးပါပဲပေါ့နော်တစ်ဖက်ကခန်းစစ်ကစားသမားကိုအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့ပြီးတော့မှကိုသမားနဲ့ 1by1 situation တွေ့တဲ့အချိန်မှာအကောင်းဆုံးအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒုတိယပိုင်းမှာတော့ Chelsea တင်းကပြန်ပြီးတော့ပရိသတ်တွေအတွက်ကျေနပ်စရာခြေစွမ်းမျိုးတွေကိုတော့ပြသနိုင်ခဲ့လို့ကျွန်တော်တို့ထင်ပါတယ်သို့တော်လည်းပဲတေရလက်ဆိုတာကြီးကကျွန်တော်ပြောလို့ပဲပေါ့နော်ကျွန်တော် post လေးမှာလည်းရေးထားပါတယ် Maresca ရဲ့အဓိကပြဿနာကပြိုင်ဘက်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပေါ်မှာလည်းမူတည်နေပြီးတော့အဲ့ဒီအချက်ကတိတ်ပြီးတော့စိတ်မပြေဘူးပေါ့နော်ဘယ်အသင်းနဲ့ပဲတွေ့ဘလိုမျိုးပဲဖြစ်ဖြစ် Chelsea တင်းဒီတသက်မထဲ consistency ရှိရမယ်အခုဆိုရင်တပွဲထဲမှာကိုပဲပထမပိုင်းနဲ့ဒုတိယပိုင်းတော့မှတော်တော်လေးဒီ performance ပိုင်းကတော့ကိုအားနေတာတွေကတော့မဖြစ်သေးဘူးလို့ကျွန်တော်ထင်တယ် Premier League Champion ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ထိထိမိမိနဲ့ consistency ကောင်းကောင်းရှိမှပဲကျွန်တော်တို့ဟာမျှော်လင့်လို့ရမယ်လို့ကျွန်တော်တို့ယုံကြည်တယ် Champion ဖြစ်ဖို့ဆိုတာကဒီထက်ပိုပြီးတော့ consistency ကောင်းမှရပါလိမ့်မယ်အဲ့ဒီလိုမျိုးအရန်ကြီးအတက်ကြတွေအရန်ပြန်နေရင်ရန်စင်မပြေဘူးပေါ့နော်ဒါပေမဲ့ဒီနေ့တို့ပွဲစဉ်ကတော့ဒါပထမပိုင်းမှာစိုးပြီးတော့မှဒုတိယပိုင်းကောင်းသွားတော့ဒါကောင်းသလိုထင်ရပေမဲ့ဗျာပထမပိုင်းမှာအရန်ကောင်းဒုတိယပိုင်းမှာစိုးသွားတာမျိုးပွဲစဉ်တွေဆိုဘယ်လိုလုပ်မလဲပေါ့နော်ဒါတွေကတော့နီးပြနေနဲ့ပြန်ပြီးချစ်နေရမယ့်အပိုင်းတွေဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ web စဉ်ပေါ်မှာ conclusion နှစ်ချုံရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်မပြောဘူးဗျเนาะ Chelsea အကြောင်းတွေပြောရဒီပွဲစဉ်တွေလာပြီဆိုလို့ရှိရင်နည်းနည်းလေးစိတ်ကတိကအောင်ဖြစ်ရတာတော့အမှန်ပဲဖြစ်ပါတယ်ဆိုတော့ brother တွေအနေနဲ့လည်းဒီပွဲစဉ်ပေါ်မှာကိုယ့်ရဲ့အမြင်လေးတွေဘယ်လိုရှိသလဲအောက်က comment box ထဲမှာဝင်ရောက်မှချက်ပြီးရေးသားသွားနိုင်ပါတယ်ကျွန်တော်ရဲ့ Chelsea ချင်းညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ good night ပါ